နေရပြန်တဲ့မြန်မာရွှေပြောင်းအလုပ်သမားတွေစီကနေပိုက်ဆံမတောင်းမှုနဲ့စောင့်ရှောက်ပေးကြဖို့ထိုင်းရဲချုပ်ကညွှန်ကြားထားပါတယ်။ကြော်စရာသတင်းပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံကနေပြန်လာတဲ့တချို့သောမြန်မာအလုပ်သမားတွေစီကနေလက်ငွေတောင်းယူတယ်လို့သတင်းတွေထွက်လာပြီးတဲ့နောက်ပိုင်းမှာတာခရိုင်မဲဆောက်မှာရှိတဲ့ရဲစစ်ဆေးရေးဂိတ်နှစ်ခုကိုဇူလိုင်လ9ရက်ဗုဒ္ဓဟူးနေ့မှာပိတ်လိုက်ပြီလို့ဒေသ6ခရိုင်ရဲစခန်းမှာရဲဒုဗိုလ်ချုပ်ကြီးတာဝီချက်ပလာဆက်ကပြောပါတယ်။ဝိုင်းရဦးနဲ့မဲတော့ရဲဂိတ်နှစ်ဂိတ်ဟာလက်ငွေယူတဲ့ဆိုတဲ့ဆွဆွဲချက်တွေကြောင့်ပိတ်လိုက်တာဖြစ်ပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေတယ်လို့လည်းဆိုပါတယ်။အဲဒီဂိတ်တွေကရဲဝန်တန်းတွေကအမှန်တကယ်လက်ငွေတောင်းခံတာပြစ်မှုထင်ရှားခဲ့ရင်သူတို့ဟာပြစ်ဒဏ်ကျခံရမှာဖြစ်ပြီးအဲဒီကိစ္စနဲ့ပတ်သက်လို့မြန်မာအာဏာပိုင်တွေကိုလည်းအခြေအနေရှင်းပြပေးရမယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံကရွှေပြောင်းလုပ်သမားတွေပြန်နေကြတဲ့လန်ခီမှာငွေကြေးတောင်းခံတာတွေကိုမလုပ်ဖို့ကုညီဆောင်ရှောက်ဖို့ကိုလည်းတိုက်တွန်းထားတယ်လို့တပ်ခရိုင်ဒုရဲမှူးကပြောပါတယ်။ကျွန်တော်တို့ NGO တွေလူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ဒါတွေကကျွန်တော်တို့အစိုးရအနေနဲ့လက်ရှိမှာသတင်းပေါက်ကြားသွားတဲ့အတွက်လက်ရှိဖြစ်နေတဲ့ကိစ္စတွေနဲ့ကြုံတွေ့နေရတာပါ။ဒါကိုအမြန်ဆုံးအဆင်ပြေအောင်စီစဉ်ပေးသွားမှာပါ။ရွှေပြောင်းလုပ်သမားတွေပြည်တော်ပြန်တဲ့နေရာမှာလွတ်လွတ်လပ်လပ်ပြန်နိုင်ဖို့ရယ်သူတို့ကိုစောင့်ရှောက်ပေးဖို့အတွက်ကျွန်တော်တို့ရဲချုပ်ကမှားထားတယ်။အိမ်ပြန်တဲ့အလုပ်သမားတွေစီကနေပတ်စံမတောင်းဖို့လည်းမှားထားပါတယ်။မြန်မာရွှေပြောင်းလုပ်သမားတွေအနေနဲ့ထိုင်းနိုင်ငံဘက်ကိုသွားပြီးလှုပ်လှုပ်ကိုင်မယ်ဆိုရင်နိုင်ငံသဘောတူညီချက်နဲ့တရားဝင်လုပ်ကိုင်မှသာမိမိတို့အခွင့်အရေးတွေပြေဝရမှာဖြစ်ပြီးလောက်ခလာစားလည်းပြေဝခံစားရမှာဖြစ်တယ်လို့ထိုင်းနိုင်ငံခြေဆိုင်မြန်မာအလုပ်သမားတန်ရာရှိကပြောပါတယ်။ MOU စနစ်နဲ့ပဲပြန်လာပါဒီ MOU စနစ်နဲ့ပြန်လာရင်ဒီဘက်မှာဖြစ်နိုင်တဲ့အလုပ်သမားအခွင့်အရေးတွေရနိုင်မယ်သူသတ်မှတ်ထားတဲ့လိုအားကအဆင်ပြေမယ် OT မှအစအကုန်အဆင်ပြေမယ်ကျန်တဲ့အလုပ်သမားအခွင့်အရေးတွေမှအစပြည့်ပြည့်ဝဝရနိုင်မှာဖြစ်တဲ့အတွက်တကယ်လို့လာမယ်ဆိုရင်လည်းသူ့ဥပဒေလမ်းကြောင်းအရမှန်ကန်တဲ့ MOU စနစ်နဲ့ပဲပြန်လာဖို့ကျွန်တော်တို့ကတော့အကုန်လုံးလိုက်ပြီးတော့အတိပေးပြောကြားပေးနေပါတယ်လက်ရှိမှာမြန်မာပြည်ဘက်ကိုပြန်လာတဲ့ရွှေပြောင်းလုပ်သမားတွေထဲမှာနိုင်ငံတရားဝင်စာအုပ်လုပ်ဖို့ရည်ရွယ်ချက်တွေနဲ့ပြန်လာတဲ့သူတွေလည်းရှိသလိုထိုင်းနိုင်ငံကိုပြီးစွန့်ခွာပြီးအမိနိုင်ငံမှာသာအလုပ်လုပ်ဖို့ရည်ရွယ်ပြီးပြန်လာတဲ့သူတွေလည်းရှိနေပါတယ်ထိုင်းနိုင်ငံဘက်ကနေရွှေပြောင်းလုပ်သမားတွေနဲ့ပတ်သက်တဲ့လုပ်သမားဥပဒေကိုပြင်ဆင်လိုက်တဲ့နေရာမှာပြစ်ဒဏ်တွေကိုတိုးလိုက်တာကြောင့်မြန်မာနိုင်ငံကနေထိုင်းဘက်ကိုသွားပြီးအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတော်တော်များများအမိမြေကိုပြန်လာကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုပြန်လာတဲ့အလုပ်သမားတွေထဲမှာအရွယ်ကောင်းတဲ့အလုပ်သမားတွေက69%လောက်ထိပါနေပြီး1%လောက်ကတော့ကလေးတွေဖြစ်ပါတယ်။6ရက်အတွင်းမှာပဲမဲဆောက်မြောက်ရီနယ်စပ်ကနေမြန်မာနိုင်ငံဘက်ကိုပြန်လာတဲ့သူအရေအတွက်က2300ကျော်ရှိနေပြီးရှေ့ဆက်ပြန်လာဖို့လည်းရှိနေပါသေးတယ်။မြန်မာထိုင်းနယ်စပ်ဖြစ်တဲ့မြောက်ရီတစ်ဖက်ကမ်းမဲဆောက်မြို့နယ်ဖိုဖရာမြို့နယ်မဲလမတ်မြို့နယ်3ခုထဲမှာ9ရက်ကနေ14ရက်ကြာနေထိုင်နိုင်တဲ့ရတိုးဗီဇာစနစ်ကိုမကြာမီဆောင်ရွက်ပေးသွားတော့မှာဖြစ်ပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံရဲ့အလုပ်သမားဥပဒေသစ်ကိုအကောင့်ထဲပေါ်ဖို့6လဆိုင်းငံ့ထားပါတယ်။ကျွန်တော်ကတော့ကြော်စရာပါ။